တင်းမောဆိုတာကန်းကတ်နေတဲ့အချိန်အနည်းအကင်းဆုံးမှာဒါပေမဲ့ကမ်းမှာပဲကတ်နေဖို့ဖြစ်လာတာမဟုတ်ဘူးလေရင်မြန်ဆိုတာလေစိတ်မှာအချိန်အများကြီးရှက်နေရပြီမဲ့သူ့ကိုတီထွင်ထားတဲ့ရည်ရွယ်ချက်ကလေစိတ်မှာပဲရထားဖို့မဟုတ်ပါဘူးသူရဲ့အဓိကတာဝန်ကကောင်းငင်မော်ပြန်တမ်းမှုပဲလေလူကြီးကိုခွင့်ထွက်ပြီးတိမ်ဆိုင်တွေကြားတွေထိုးထွင်းပြန်တမ်းပြီးလောက်ရခရီးကိုသွားဖို့ဖြစ်ပါတယ်ဒီတော့တင်လေလူဖြစ်လာတာကစိတ်အေးချမ်းသာစွာနားနေဖို့လူဖြစ်လာတာမဟုတ်ပါဘူးတင်လေစွန့်စွန့်ဆာဆာကြီးကြီးမားမားတစ်ခုခုလုပ်ဖို့လူဖြစ်လာတာဖြစ်ပါတယ်ကြောက်စိတ်နဲ့အေးစိတ်နေရတဲ့ဘဝကြီးကနေရုံထွက်လာခဲ့ပါတင်မက်နေရဲ့အိမ်မက်ကတင်ရှုံထွက်လာမှအကောင့်ထဲပေါ်လာမှဖြစ်ပါတယ်မုံတိုင်းဆိုတာလူတိုင်းကြုံမှုကြမှာဖြစ်ပါတယ်အခက်ခဲဆိုတာလူတိုင်းမှာရှိလာမှာပါဒီတော့တင်လို့တင်တာကကြုံတွေ့လာတဲ့မုံတိုင်းတွေအခက်ခဲတွေချကရုံထွက်နိုင်ရမှာဖြစ်ပါတယ်အေးစိတ်တသားချင်းကအောင်မြင်ခြင်းဘက်ကိုဦးတည်မနေပါဘူးတင်အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှုတင်စင်စားရမှာဖြစ်ပါတယ်ဒါကြောင့်နိုးထကြပါနိုးကြပါကိုယ်အစဉ်ပြေနေတဲ့ပါဝင်ခြင်းတွေကနေအပြင်ထွက်ကြည့်ပါအကြောင်းကတော့တင့်အောင်မြင်မှုပန်းနိုင်ကတင့် comfort zone အပြင်ဘက်မှာစောင့်ကြိုနေမှာဖြစ်ပါတယ်